ညမိုးကတစ်ဆက်ချင်းစတင်ရွာလာတယ်။သွေးနက်နဲ့အမောင်တွေမိုးရေထဲမှာဖြည်းဖြည်းပျော်ဝင်သွားသလိုကဘာကြီးကအသက်ရှူပြန်ရလာတယ်။ညနှင်းစီစေတီပြက်အလယ်မှာတယောက်တည်းရက်နေတယ်။သူမခန္ဓာကိုယ်ထဲမှာဥစ္စာအရာရှိနေစေဒါပေမဲ့အော်ဟစ်ခြင်းမရှိတော့ဘူး။အကြမ်းဖက်ခြင်းမရှိတော့ဘူး။အချုပ်ချုပ်ထားသလိုတိတ်ဆိတ်နေတယ်။မင်းခန့်မျက်လုံးဖွင့်လာတယ်။သူ့ဘေးမှာအမောင်လူစုမရှိတော့ဘူး။စေတီပြက်ကလည်းဟောင်းနှမ်းနေတော့လဲမတုံတော့ဘူး။ညနှင်းစီသူမလှည့်ကြည့်လိုက်တယ်အရင်လိုမျက်လုံးမဟုတ်တော့ဘူး။အလင်းနဲ့အမောင်တပြိုင်နက်တည်ရှိနေတဲ့မျက်လုံးမင်းအသက်ရှင်နေတာအဆင်ပြေတယ်။သူမပြုံးတယ်အဲ့ဒီပြုံးမှုကအရင်လိုပျော်ရွှင်ခြင်းမပါဘူးငင်းချမ်းခြင်းပဲပါတယ်မင်းခန့်လက်လန်းလိုက်တယ်ငါမင်းကိုပြန်ခေါ်နိုင်မလားညနှင်းစီကောင်းညိတ်တယ်မရတော့ဘူးသူမရင်ဘက်ပေါ်ကတင်ကေတာအလင်းသေးသေးတောက်လာတယ်ဥစ္စာကိုပိတ်ဖို့အသက်တစ်ခုလိုတယ်ဒါပေမဲ့ငါအသက်မဟုတ်ဘူးမင်းခန့်မျက်လုံးကျဲသွားတယ်မင်းလုံးမလို့မဟုတ်လားမင်းကကာကွယ်သူပါသူမခြေလန်းနောက်တလန်းဆုပ်လိုက်တယ်မြေပြင်အောက်ကတကားတန်နောက်ဆုံးအကြိမ်ကြားရတယ်ဂုံးဥစ္စာကပိတ်သွားပြီးအမောင်လူစုတွေမြေထဲပြန်ဝင်သွားတယ်ကျင်းစားတွေမိုးရေနဲ့အတူဆေးကြောသွားတယ်အလင်းကနက်နက်ခင်းအဖြစ်ပြန်လာတယ်မင်းခန့်ရှိမှညနှင်းစီမရှိတော့ဘူးဒါပေမဲ့လင်းငင်းထဲမှာသူမအတန်တိတ်တိတ်လှမ်းလာတယ်လို့မင်းအသက်ရှင်နေတဲ့၍ငါမပြောက်ဘူးနှစ်တွေကြာသွားတယ်ရွာမှာစေတီအစ်စ်တီဆောက်ပြီးသားညတိုင်းမိအိမ်တလုံးအမြဲတောက်နေတယ်လူတွေပြောကြတယ်အဲ့ဒီမိကဥစ္စာဆောင်မလေးရဲ့အလင်းနဲ့မင်းခန့်ကအဲ့ဒီမိအိမ်ရှိမှတခါတလေရက်ကြည့်တတ်တယ်လေညင်းတိုက်လာရင်တိုင်းနံတေးသေးလေးရတတ်တယ်အဲ့ဒီအချိန်သူသိတယ်ညနှင်းစီအမောင်လည်းမပြောက်သွားဘူးသူမကကဘာကြီးကိုကာကွယ်နေစေအလင်းနဲ့အမောင်ကြားမှာတယောက်တည်းထာဝရရက်နေစေ